အားလုံးပဲမင်္ဂလာပါစင်စေရတော့ဇုံလိုက်ဝေပါဈေးတို့ဒီနေ့ခတခဏနောက်တော့ပိုင်းဆက်သွားကြပြီနော်အဲ့တော့ပြီးခဲ့တဲ့ပိုင်းကနာနဲ့ဟာနဲ့ပြီးခဲ့တယ်ဒီနေ့မနဲ့ရနဲ့နော်ရယူလေးခဏလေးမယ်အဲ့တော့ဒီနေ့ကရှစ်လုံးပဲပြောတယ်နော်အဲ့တော့ဆက်လေးလာကြည့်အောင်အဲ့တော့ထုံးစံတိုင်းရိုမကြီးဘယ်လိုဖြစ်မလဲ MAMI MU နော်မာမီငုနောက် MEM မာမီငုမဲမို့ရယူကတော့၃ခုပဲရယူရှုနော်ဒီသုံးလုံးနဲ့ပြီးရင်လည်းလိုက်ပါအောင်ပါနော်ကဲအဲ့ဆိုကြည့်အောင်အရင်တော့ကမနဲ့မူနဲ့တွဲမှတ်ခဲ့တာလေနော်ပြီးတော့အခုတော့ဒီမှာမနဲ့မူနဲ့တွဲမှတ်ရမယ်ဒီမှာမလေးနဲ့မူလေးနဲ့နော်နည်းနည်းလေးစက်တယ်တွေ့လားနော်မနဲ့မူနဲ့ဟိုဘက်လက်ဒီဘက်လက်ပြီနော်မနဲ့မူနဲ့တွဲမှတ်ဟိုက်အဲ့တော့ကြည့်အောင်မကအရင်တော့ကလည်းမကဒီဘက်လက်တာလေမူကမဖြစ်ပါလေကိုနော်မူကဟိုဘက်ကိုကွေးတယ်ပေါ့နော်ဒီမှာအကွေးလေးနဲ့နော်ဟိုဘက်ကွေးတယ်အဲ့တော့အခုလည်းအဲ့လိုပဲလုပ်မှလားနော်မာကဒီအဲ့တော့ဒီလိုလေးလာတယ်ပြီးတော့ဒီဘက်ကနေပိတ်ပါတယ်နော်ဒီဘက်ကိုကွေးတာနော်ဒီဘက်ကိုကွေးတာနောက်မူကကြတော့4000တတိကန်လေးတွေပဲနော်ပြီးတော့ဟိုဘက်ကိုနော်ဟိုဘက်ကိုပိတ်ဟိုဘက်ကိုလဲမှာဒီမှာဒါကမပိတ်မယ်မူကကြတော့ဟိုဘက်ကိုဒီလိုပိတ်လွယ်လွယ်လေးပဲနော်ဆွဲနေရတဲ့ချက်စီပဲဒါကဒီမှာတတိကန်လေးဒီဘက်လက်ဟိုကဟိုဘက်လက်နော်မာနေမှုကြည့်ပါဦးရေပြင်ကြီးလာပြီးမှအောက်ကိုဆင်းတယ်ပြီးတော့ပိတ်တယ်နော်သူကကြအပေါ်ကဆောင်းဆောင်းလေးလာပြီးရေပြင်ကြီးသွားတယ်ဒီမှာအောက်ကိုပိတ်တယ်မားနဲ့ဟိုစစ်ချင်နော်မားနဲ့ဟိုကဲမိုးလေးကကြအရင်မိုးလေးပါပဲအဲ့တော့မားနဲ့မိုးနဲ့တော့ကနော်မိုးလေးနဲ့တူတယ်မားကတော့မတူတော့နော်မိုးတော့အရင်တော့ကဒီလိုလေးမလားစေနော်အခုကျတော့4000ပြောင်းလိုက်ပြီဆိုတော့နော်ဒီဟာလေးကတိတ်မကွေးတော့တာပေါ့နော်ဒီလိုလေးပဲနော်အဲ့ဒါပြီးတော့အပေါ်လည်းမထွက်တော့ပါဘူးပေါ်မထွက်တော့နော်အပေါ်လည်းမထွက်တော့ပြီးတော့ဆွဲနီးကအရင်တော့ကဟီတာကနာတော့မိုးကကြတော့ရှီကိုမှဇီဝဒီလိုလေးနဲ့ချစ်ဖြတ်တာလေနော်အခုကျတော့ဇီဝအပေါ်မထွက်ဘူးဆိုတော့နော်ဒီလိုမျိုးဆိုဖြတ်မိသွားမှာဆိုလို့နှစ်ချစ်ကိုအရင်ဆွဲပြီးတော့မှမဖြတ်တော့သူကနေပြီးမှစပြီးဆွဲတယ်လို့မှတ်လိုက်ပေါ့နော်အဲ့တော့အရင်တော့ကရှီလေးဆွဲပြီးမှနှစ်ချက်လေးချစ်လိုက်တာနော်အခုကျတော့နှစ်ချက်လေးအရင်ချစ်မယ်ပြီးမှအပေါ်မထွက်ဘဲနဲ့အောက်ကိုနည်းနည်းလေးထောင်းထောင်းလေးနော်ဆွဲမယ်လွယ်လွယ်လေးပဲနော်တော့ဆွဲကြည့်ပါဦးညီမချင်းလေးနော်ခီလိုလိုပဲညီမချင်းလေးနှစ်ခုဆွဲမယ်နော်ပြီးမှဖြစ်မှာလေဒီနေ့အပေါ်မထွက်ဘဲနဲ့အောက်ကနေနည်းနည်းခက်ခွေခွေလေးဆွဲနော်တင်းတော့ခွေမာမူမို့နော်တော့မနဲ့မူနဲ့တွဲမရနေကိုမနဲ့မူနဲ့နော်မကဒီဘက်လဲမယ်ဒီဘက်လဲတာနော်မူကဟိုဘက်လဲနော်မာမူမို့နောက်မိကအရင်တော့ကတော့ဒီလိုလေနော်ခွန်ဆောင်ဆောင်လေးနဲ့အမီလေးဆွဲမိတယ်ပေါ့နော်အမီလေးမှဖြတ်လိုက်တယ်အခုတော့ဈေးတို့ကမိက3ချစ်ပါအဆက်လေး3ဆက်နော်ဒီမှာ1 2 3အဆက်လေး3ဆက်နော်အဲ့ဒါဟိုမှာဈေးတို့ဒီမှာနည်းနည်းညီလေးနော်ညီလေးအဲ့တော့ဒီလိုနောက်ဆုတ်ဆွဲမယ်ဆိုဒီလိုတွေအဆက်တွေဟိုးဘက်တွေရောက်ကုန်နေမယ်နော်အဲ့တော့ဆောင်းဆောင်းလေးအဲ့တော့ဈေးတို့ကနည်းနည်းလေးမှန်းပြီးတော့မှာပေါ့သူ့အောက်လေးမှာဒီလိုလေးဆွဲမယ်နော်မဟုတ်ရင်ဒီလိုနောက်တွေရောက်သွားလိမ့်မယ်နော်တန်တန်လေးဖြစ်အောင်လို့1ပြီးရင်သူ့အောက်လေးမှာ2ပြီးမှ3နော်ပိတ်ချလေးဆွဲမယ်နော်ပေါ်အောင်ညီအောင်ဆွဲတာတော့လွယ်ပါတယ်ဆက်လေး3ဆက်ဆွဲလိုက်ဆောင်းဆောင်းလေးနော်မိ3ခေါင်ဖမ်းမိတယ်လို့မှတ်လိုက်ဒီနေ့3မိမာမီမှုနောက်တစ်လုံးကမေရင်တော့ကမေလေးကဒီလိုလေးလေနော်နုနဲ့မေနဲ့တွဲမှတ်တာနုတော့ဒါပါတာပေါ့အဲ့တော့မေကိုကြည့်လိုက်မယ်ဆိုရင်0ဘယ်လိုရင်တော့ဒီအကွေးလေးနဲ့လေနော်အဲ့တော့အကွေးဖြတ်လိုက်တော့အကွေးတွေအကုန်ဖြတ်လိုက်တော့ဘာပဲလဲဒီနှစ်ခုပဲကျန်တာတွေ့လားနော်အဲ့တော့အကွေးလေးဖြတ်လိုက်တယ်လို့မှလားအဲ့တော့ no လိုပဲဒီလိုလေးဆွဲပြီးတော့ဒီလိုလေးဖြတ်လိုက်ပါမယ်နော်မှန်ရလွယ်နော်တော့ဒီ no လေးနော်ညစ်ဖြတ်လိုက်အောင်အဲ့တော့ no လေး no တော့ကလည်း0ဒီဟာလေးတစ်ချစ်ပဲယူတာနော် no လေးကိုဖြတ်လိုက်တော့နေနော်အဲ့တော့တွဲမှတ်လို့တော့ရတယ်တခြားရင်းနဲ့စင်တာတွေအကုန်တွဲမှတ်ခြင်းပါလေရှေ့မှာတွဲမှတ်ထားတယ်လေဖူဟုတ်တယ်မလားပြီးရင်စုပြီးရင်နုနော်ပြီးရင်နေလေအဲ့ဒီကဒီဖြတ်တာချင်းတူတဲ့နော်
နုနဲ့လည်းတွဲမှတ်လို့ရတယ်နုကလည်းဖြတ်တယ်နေရလည်းဖြတ်တယ်နော်ဒါမှမဟုတ်ရင်နုနဲ့တွဲမှတ်လည်းရပါတယ်ဒါတော့ကိုမှတ်မိသလားအကုန်လုံးနော်ကွဲအောင်လို့တွဲမှတ်ခိုင်းတာဆိုစီနော်ဒါလေးဆိုကွဲသွားတော့မှာလေဒီမှာနေနော်အဲ့တော့ဘယ်ဆွဲနည်းလေးကလည်းပြောပါတယ်မာမူမိုးနော်မာနဲ့မူနဲ့တွဲမှတ်မယ်ဟိုဘက်ဒီဘက်လဲမယ်မိုးကဟိုဘက်ပဲနော်အရင်တော့မိုးနဲ့လည်းတူတယ်နောက်မီက14-30နော်မေလေးကဖြတ်မယ်နော်ဒီဝိုင်းဝိုင်းလေးကိုဒီဟာလေးဖယ်လိုက်တော့0ဘာပဲကျန်တာဒီနှစ်ခုပဲကျန်တာနော်ဒီအဝိုင်းလေးအကုန်လုံးဖယ်လိုက်နဲ့နောက်တစ်ခုရာယူယူကလည်းမှတ်ရလွယ်ပါတယ်ပြီးရင်လည်း तू ကအမှတ်မိလွယ်ဆုံးနောက်ကြ तू နဲ့လိုက်ပါမှာအရင်တော့ကရာဝိုင်းဝိုင်းလေးအဆက်တင်ပြီးမှဖြတ်လေနော်အခုကဝိုင်းဝိုင်းလေးလုံးဝမပါဘူးအကုန်လုံးက4000ဆိုတော့ဒီမှာ4000လိုက်ပြီးအဆက်ဖြုတ်လေးရှိရဲဆိုတော့ဒီလိုပဲနော်အဲ့တော့အရင်တော့ကဝိုင်းဝိုင်းလေးအခု4000လွယ်တယ်နော်ဒီ4000နော်ချွန်ချွန်လေးဆွဲမယ်ပြီးမှဖြတ်လိုက်ရဒါပေမဲ့ပုံစံဆင်းနေတော့ဆိုတော့မှတ်ရလွယ်ပါတယ်နော်ဆွဲကြည့်ပါဦးရဒါပြီးရင်ယူယူကလည်းလွယ်တယ်အရင်တော့ကယူကဒီလိုလေယုံလေးလေဒါမှမဟုတ် n ပေါ့နော်အင်္ဂလိပ်စာ n နဲ့တွေ့တခုံးအခုလဲဒီမှာဒီလိုဝိုင်းဝိုင်းလေးပဲ4000ပြောင်းလိုက်တယ်လို့မှတ်လိုက်ဒီယူကိုနော်4000ပြောင်းလိုက်တာဒီမှာဒီပြီးမှအောက်ကနေဖြတ်ပြီးဟိုဘက်ထိပါထွက်မယ်နော်အဲ့တော့ခိုးနဲ့လည်းတွက်မှတ်လို့ရတယ်ခိုးကဟိုဘက်ထိမထွက်ဘူးနော်ယူကထွက်မယ်ယူဒါလေးကနည်းနည်းပိုးရှည်မယ်အောက်ကဟာလေးနော်အရင်တော့ယူလေးနဲ့လည်းတူပါတယ်ဝိုင်းဝိုင်းလေးပဲ4000ပြောင်းဆက်ကြည့်ပါဦးအဲ့တော့ခိုးလိုပဲနော်ခိုးတော့နဲ့တူတယ်ပေါ်လာမယ်ပြီးမှအောက်ကရှည်ရှည်လေးယူရာယူနောက်ဆုံးလုံးလေးကယူယူကတော့အရင်တော့ကဒီလိုလေးလေနော်အဲ့တော့ဒီမှာနှစ်ချက်လို့ဒီဟောက်ပဲဒီမှာဒီလိုဖြတ်လိုက်တယ်လို့မှလိုက်ပေါ့နော်အဲ့တော့ခိုးနဲ့လဲသွားမှလို့ရတယ်ယူတော့ကလည်းခိုးနဲ့တူတယ်ခိုးမှဒီအလဲကောင်မှတစ်ချစ်ပို့သွားတဲ့သဘောပဲယူကနော်အဲ့တော့စီဘယ်လိုဆွဲမှလဲတေးပြီးတော့အောက်ကမလုပ်သေးဘူးအလဲကောင်တစ်ချစ်နေပြီးမှအောက်ကနေပိတ်နော်ယူအဲ့တော့ခိုးဆွဲတဲ့လိုပဲအလဲကောင်တစ်ချက်ပိုးလာတာနော်အဲ့တော့ခိုးနဲ့ယူနဲ့တွဲမှလဲရတယ်ယူတွဲမှလဲနော်အေးရာယူဆွဲတမှာပါဆွဲနေလေရာယူတော့မားနဲ့မူနဲ့ဟိုဘက်ဒီဘက်လဲမယ်မားဒီဘက်မူကဟိုဘက်နော်မင်းက14-30နောက်မရဖြတ်မယ်နိုလေးကိုဖြတ်တယ်လို့လည်းမှတ်လို့ရတယ်နော်နိုလေးနော်NOဖြတ်လို့နောက်မိုးကတော့အရင်ဟာနဲ့တူတယ်မိုးတို့ဟဲတို့อ่ะနော်နောက်ရယူကလည်းအရင်ဟာနဲ့ဆင်ပါတယ်ယူလေးပဲနည်းနည်းกว่าနော်ဟာရမယ်နော်ဒီနေ့ကတော့ရှစ်လုံးလေးပဲဒါလေးလည်းရအောင်ကြက်မယ်အဲ့တော့ဇရာကွက်ဖြည့်မယ်နော်အပေါက်ဖာမယ်နော်အဲ့တော့ I U A O ထုံးစံတိုင်းပဲ I U A O ပြီးရင်ဒီဘက်က A K S D N H M အခုဆိုရင် Y ထိပါနော် NHM ပြီးတော့မှစင်တာလေးတွေဖြည့်နော်အဲ့တော့ O နဲ့ ဟိုဆိုရင် O နဲ့အောက်ကဟိုနေရာမှာဒီလိုဖြည့်နော်စင်တာလေးတွေခူးနဲ့တားအောက်တယ်မှာနော်ခူးနဲ့တားအဲ့လိုလေးတူတာလေးစင်နော်ညီတော့ဟာလေးပြောပြမယ်ဟိုက်အဲ့ဆိုရင်အတင်ပြီးကြက်ထားကြပါဦးရတော့ပြီနော်အကောင်လုံးအဲ့တော့ပြန်နှွေးဖို့လည်းရေးကြည့်ရနော်စီပါအတိမကြက်ချင်နေနော်ကြက်ထားပြီးသားတွေမမေ့အောင်ပြန်မရနော်ဟိုက်အဲ့ဆိုရင်နောက်ဗီဒီယိုမှာတွေ့ပါမယ်